ချက်စီနဲ့အာဆင်နယ်ပွဲမတိုင်ခင်အာဆင်နယ်ကိုဒေါသထွက်ခဲ့တဲ့ရိုစင်နီယာကိုကင်မရာများဖမ်းမိအားလုံးပဲမင်္ဂလာပါဖူဘောဟက် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ချက်စီနဲ့အာဆင်နယ်တို့ရဲ့အရေးကြီးတဲ့လီဂန်စီမီဖိုင်နယ်ပွဲမတိုင်ခင်မှာချက်စီနီးပြလီယန်ရိုစင်နီယာရဲ့ဒေါသထွက်တုံ့ပြန်မှုကိုကင်မရာတွေကဖမ်းမိခဲ့တဲ့ဆိုတဲ့အဖြစ်အပျက်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်Emirates Stadium မှာကျင်းပမဲ့ပွဲမတိုင်ခင်ချက်စီအသင်းနှင်းပြလီယန်ရိုစီနီယာဟာကစားသမားတွေကိုစိတ်သက်မြင့်သက်စေဖို့ပြင်းထန်ပြင်ဆင်နေခဲ့ပြီးဒီပွဲကိုသူ့အတွက်အရေးကြီးဆုံးစမ်းသပ်မှုတစ်ရပ်လို့သတ်မှတ်ခဲ့ပါတယ်။ပထမအကြော့မှာ Stamford Bridge မှာချက်စီဟာအာဆင်နယ်ကို 3-2 နဲ့ရှုံးနိမ့်ထားပြီးတကူနောက်ကျနေတဲ့အခြေအနေဖြင့် Emirates Stadium သို့လာရောက်ရှင်ပြိုင်ခဲ့ရတာပါ။အသက်42နှစ်ရဲ့ရိုစီနီယာအတွက်ဒီပြိုင်ပွဲဟာနီးပြဘွားအတွက်ရေးပါတဲ့အခိုက်အတန့်ဖြစ်ပြီးကစားသမားတွေကလည်းသူ့ရဲ့နီးပြူဟာတွေကိုအပြည့်အဝလိုက်နာနေကြပါတယ်။ဒါပေမဲ့ပွဲမတိုင်ခင်တွေးမှုလေ့ကျင့်နေစဉ်မှာအာဆင်နယ်ကစားသမားချို့ဟာချယ်ဆီပချန်ကိုလမ်းလျှောက်ဝင်ရောက်လာခဲ့ပြီးဒီဟာရိုစီနီယာကိုရုတ်တရက်ဒေါသထွက်စေခဲ့ပါတယ်။ပုံမှန်အားဖြင့်အစိမ့်တည်ငြိမ်တဲ့နီးပြဦးဖြစ်တဲ့ရိုစီနီယာဟာဒီအချိန်မှာတော့စိတ်မထိန်နိုင်တော့ပဲအာဆင်နယ်ကစားသမားတွေကိုအော်ဟစ်ပြောကြခဲ့တာဖြစ်ပါတယ်။ Sky Sport ကင်မရာတွေကဒီဖြစ်ရပ်ကိုတိတိကျကျဖမ်းမိခဲ့ပြီးဗီဒီယိုထဲမှာရိုစီနီယာ Stay in your heart မင်းတို့ပချမ်းမှာပဲနေပါလို့ပြင်းပြင်းထန်ထန်အော်နေခဲ့တာကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရပါတယ်။ပွဲလန်းကြုံထုတ်လွှင့်မှုအတွင်းဂျီမီရက်နက်ကလည်းသူဟာတကယ်ကိုအားပြင်းနေတယ်ဆိုတာကိုမြင်ရတယ်။သူတို့ဘက်ချမ်းမှာပဲနေဖို့ပြောနေတာပါလို့မှတ်ချက်ပေးခဲ့ပါတယ်။ဖူဘောဟက်ကိုအားပေးနာဆင်ပေးကြတဲ့မိတ်ဆွေတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဒီမှာလည်းစိတ်ဝင်စားစရာဘောလုံးသတင်းတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ like share နဲ့ subscribe လေးလုပ်ထားပေးကြပါဦးနော်။